မြန်မာနိုင်ငံကတဘာဝအလားတရားရည်ကျင်းမှုအမွေအနှစ်တွေနဲ့စီကားရဲ့နေရာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့မန္တလေးမြို့ကတော့မင်းအဂရစ်တီရဲ့နောက်ဆုံးဆံမြင့်နဲ့ရည်ကျင်းမှုမြို့တော်အဖြစ်လူသိများကြပါတယ်။ရည်ကျင်းမှုမြို့တော်ဖြစ်တဲ့မန္တလေးမြို့ဟာမြန်မာပြည်သူပြည်သားတွေအတွက်ဆွေးနွေးပွဲရာဘာကြောင့်ဖြစ်နေလဲဆိုတာကိုကျွန်တော်ဒီနေ့လိုက်ပါရှင်းပြပါမယ်။မန္တလေးလို့ဆိုလိုက်တာနဲ့မန္တလေးသူမန္တလေးသားတွေဟာမန္တလေးတောင်ကိုအထွတ်အမြတ်ထားရနေရအဖြစ်ဖော်ညွှန်းကြပါတယ်။မန္တလေးတောင်ဟာဆိုရင်မန္တလေးမြို့ရဲ့ခရီးသွားဆွဲဆောင်မှုနေရာများထဲမှာတစ်ခုဖြစ်ပြီးတော့မြေပြင်အထက်ကနေပေ900တီတီမြင့်တဲ့တောင်လည်းဖြစ်ပါတယ်။တောင်ပေါ်တက်လိုက်တာနဲ့ဆွဲမက်ဖွယ်ရာတဘာဝရှုခင်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာ။တောင်တက်ရင်မိုးပန်းသွားတာတွေအားလုံးအတွက်တောင်ပေါ်မှာအပန်းဖြေနိုင်ပါတယ်ခင်ဗျာ။ရသေးကြီးဥခန့်ဒီရဲ့ကောင်းမှုဖြစ်တဲ့မူကြီးနှကောင်ဟာဆိုရင်ကဘာလက်ခီးသွားတွေကြားမှာလည်းထင်ရှားကျော်စောပါတယ်ခင်ဗျာ။မန္တလေးတောင်ပေါ်ကနေလှမ်းပြီးတော့မြင်ရတဲ့တဘာဝရှုခင်းတွေဟာဆိုရင်ပြည်တွင်းခီးသွားများသာမကပဲပြည်ပခီးသွားများကိုပါဆွဲဆောင်နိုင်လွန်းလာပါတယ်ခင်ဗျာမန္တလေးတောင်ကြီးအရက်မှာပဲလူသိများထင်ရှားတဲ့အရာကတော့သူဓမ္မစီရတန်းပဲဖြစ်ပါတယ်ခင်ဗျာသူဓမ္မစီရတန်းကိုတော့မင်းတို့မင်းတရားကြီးကတိစောက်ခဲ့တာဖြစ်ပါတယ်အဆောင်ရည်33ခုကနေယခုလက်ရှိချိန်မှာတော့19ခုပဲရှိပြီးတော့ထူးခြားထင်ရှားဖွယ်ရာပကြီးလက်ရာများနဲ့တစ်တိုင်လုံးများကိုထွင်းထားတဲ့ဘိတုကလက်ရာတွေကိုယနေ့ထပ်တိုင်တွေ့ရှိရသေးတဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျာသူဓမ္မစီရတန်းနဲ့မလန်မကန်းမှာဆိုရင်တော့အတုမရှိကြောင်းတော်ကြီးလည်းရှိပါတယ်မြမကျွန်းတဲ့အနုစိတ်လက်ရာကိုအင်္ဂလိပ်အနုပညာလက်ရာနဲ့တွဲဖက်မြင်ရတာလေဒီကျောင်းကြီးရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်ခင်ဗျာကျောင်းထဲမှာတော့မြမမှုဘီတုကအနုပညာလက်ရာများစွာရှိရမို့လို့ကဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာအဖြစ်လဲမန္တလေးမှာထင်ရှားကျော်စောပါတယ်ခင်ဗျာအတုမရှိကျောင်းကြီးနဲ့တဝင်းထဲမှာတော့ရွှေကျောင်းတော်ကြီးရှိပါတယ်ခင်ဗျာနှစ်ပေါင်း130ကျော်ရှိတဲ့ရွှေကျောင်းကြီးမှာတော့မြမမှုအနုပညာလက်ရာတွေကြောင့်မို့ထင်ရှားကျော်စောပါတယ်တကြောင်လုံးဟာကျွန်းသစ်နဲ့တိစောက်ထားတာဖြစ်ပြီးတော့ကျွန်းသစ်တွေမှာဆိုရင်တော့အန်ဩဝယ်လက်ရမြမဘီတုကတစ်သားပပုပညာကိုလည်းဒီမှာတွေ့ရှိရပါတယ်ခင်ဗျာရွှေချောင်းကြီးကနေအနှင်းငယ်သွားမယ်ဆိုရင်တော့နာမည်ကြီးလာတဲ့ကုသိုလ်တော်ဘုရားကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓတရားတော်များပါဝင်တဲ့ကြောက်စာချက်ရည်929စုတီတီရှိတာကြောင့်မို့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးအဖြစ်ထင်ရှားကျော်စောနေတာဖြစ်ပါတယ်ခင်ဗျာကုသိုလ်တော်ဘုရားကြီးနဲ့ကပ်ရက်မှာပဲစန္ဒမုနိဘုရားတည်ရှိပါတယ်စန္ဒမုနိဘုရားဟာဆိုရင်လည်းကုသိုလ်တော်ဘုရားနဲ့အလားအသွင်တရံတူတဲ့ဘုရားဖြစ်ပါတယ်မြန်မာနိုင်ငံအလဲပိုင်းရေကြီးမှုမြို့တော်ဖြစ်တဲ့မန္တလေးမြို့ရဲ့မြို့လေကောင်မှာဆိုရင်တော့မဟာမြတ်မုနိဘုရားကြီးတည်ရှိပါတယ်ခင်ဗျာထူးဆန်းတဲ့တမိုင်းထူးခြားတဲ့ဘီတုကာတွေရှိတဲ့မန္တလေးမြို့ကဇီဒီပထိုးတွေအကြောင်းပဲမန္တလေးမြို့ကြီးဟာဆိုရင်တော့မြန်မာနိုင်ငံရဲ့ဆွဲမက်ဖွယ်ရာနေရာတွေထဲမှာတစ်ခုဖြစ်လာပြီးတော့ကမ္ဘာလေခီးသွားတွေကိုဆွဲဆောင်လျက်ရှိပါတော့တယ်ခင်ဗျာ